ဒီနေ့ကတော့စုကြံရှင်မဟုတ်ကြံစုရှင်ရေခဲတက်တာတွေကဟိုကြံတီကြံနေနဲ့သူများအိမ်ရယူလာတဲ့ဟာတွေနဲ့ရောပြီးတော့ဖြုံပါဝယ်ထားတာ3ရက်လောက်ရှိပြီးမစားဖြစ်တဲ့ strawberry တွေကိုလည်းထိပ်ပိုင်းလေးတွေဖြတ်ပြီးတော့လှိထားလိုက်တယ်ထုံမပြောဖြစ်တဲ့ရင်ထဲကမကျေနပ်ချက်တွေကိုလည်း strawberry ပေါ်မဲပြီးတော့ပဲအကုန်လုံးထုချေပလိုက်တယ်မကျေတချင်းဖြစ်နေတဲ့ strawberry လေးတွေကိုအပေါ်ရံတကြားဖြူပြီးတော့နာရှိရင်ဆက်တက်တဲ့စားလေးလေးဖြူလိုက်ပါတယ်သူ့မှာရှိတဲ့အရေးလေးတွေခန်းသွားပြီးဒီလိုမျိုးနေထားဖြစ်တဲ့အထိကိုကြိုးလိုက်ပါမယ်ဒါကတော့ခုနကကြိုးထားတဲ့နွားနို့လေးပါကြိုးထားတဲ့ strawberry တွေကိုလည်းဖန်ခွက်ပေးမှဟိုဘက်ဒီဘက်ကတ်တုပ်လိုက်တယ်ပြီးရင်တော့နွားနို့လေးလောင်းလိုက်ပါမယ်ကိုပစံနဲ့ကိုဆိုရင်အဲ့လောက်မသုံးအိမ်ကနေအလကားနှိုက်လာတဲ့ cheese ကိုလည်းအများကြီးချစ်ပြီးတော့ထည့်ပါမယ်အလကားရတာဆိုတော့များများထည့်ရမယ်လी cheese နည်းနည်းလေးထည့်တာအမြင်မလားလို့မထူးပါဘူးအလကားရထားတဲ့ဟာပဲဆိုပြီးတော့တလုံးလုံးကုန်အောင်လို့ချစ်ချလိုက်တယ်ဒီလောက်မှပေါ့ဒီလောက်ဆိုရင်လှသွားပြီပြီးရင်တော့တလုံးနဲ့ကျန်တဲ့ strawberry ကို3ချက်လောက်ချမ်းပြီးတော့အပေါ်မှာလှဆင်လိုက်တယ်ကိုဖြော်ထားတဲ့ဟာကိုအရင်မတောက်ခင်အရင်ဆုံးတောက်ချင်နေသူတို့တော့တိုက်ရတာပေါ့ကွယ်ဒါကတော့ကိုယ့်ရဲ့အကဲဖြတ်တိုင်းလူကြီးပဲအလကားယူလာတဲ့ cheese တွေကိုအများကြီးထည့်လိုက်တာအရသာမချိုးဘဲနဲ့နည်းနည်းလေးငံနဲ့ဘက်သွားနေလို့နိုးစီထပ်ကူလိုက်ရတယ်နိုးစီတစ်စုံလောက်ထည့်ပြီးတဲ့နောက်မှာတော့အရသာတော်တော်ကိုကောင်းသွားတာစားမကောင်းရင်တော့ပြည့်ပြောတာတော့အဲ့လိုမျိုးစားကောင်းပြီဆိုရင်တော့တစုံမီတစုံသူ့ပါဇက်ထဲမှာကြီးပဲတောက်လို့ကောင်းတဲ့နောက်နေ့လေဒီတိုင်းဖြော်တိုက်ပါအောင်ဆိုလို့ကုန်ကြစိတ်ကိုတွက်ပြလိုက်တာဘယ်တော့မှမတောက်တော့ဘူးဖြစ်သွားတယ်ဆုံးတိကြည့်ပေးလို့ကျေးဇူးပါ bye